အားလုံးပဲမင်္ဂလာပါ online အဘိဓမ္မာသင်တန်းမှကြိုဆိုပါရစေဦးစင်းကဥခေမာတီတီပါသင်တန်းမစတင်မီတရားဤမူလအပိုင်းရှင်အစစ်ဖြစ်တော်မူသောသုံးလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှိခိုးဥချကြောပါ၏အရှင်ဘုရားဟရမနာသင်္ကဟဧကံအနေကံအာယုံပြုသောစိတ်များဆက်သွားပါမယ်နောက်တစ်ခုဆက်သွားပါမယ်နောက်တစ်ခုကတော့အလုံးစုံအာယုံပြုတဲ့စိတ်တတ်ထည့်ရပါမယ်သူရဲ့မူရင်းကျမ်းဂန်ကိုကြည့်ပေးပါမယ်ဉာဏတံမြုတ်တကာမဝါစရကရိယာနိစေဝဉာဏတံမြုတ်ကာမဝါစရကရိယာစေယကရိယာဘိညာအဘိညာနဲ့မှာကရိယာအဘိညာယဝုထောပနင်းစေတိမနောရဝဇံလို့ခေါ်တဲ့ဝုထောစိတ်လေးအဲ့ဒါဟာတပ္ပထာပိတဗ္ဗာရမဏာနိအလုံးစုံအာယုံပြုနိုင်ပါတယ်အဲ့ဒါသူ့ကိုကြည့်ကြရအောင်အလုံးစုံကိုအာယုံပြုနိုင်သောစိတ်6ခုဗာလဲဝုထောလို့ခေါ်တဲ့မနောရဝဇံမာကရိယာဉာဏတံမြုတ်စိတ်4ပါးကရိယာအဘိညာ1ပါးအဲ့6ပါးဟာအားလုံးအာယုံပြုနိုင်ပါတယ်အားလုံးဆိုတာဗာလဲစိတ်89စေသိ52ယုံ28နိဗ္ဗာန်ပြည့်ညက်အဲ့ဒါအားလုံးပါပဲတရားတွေအားလုံးပေါင်းလိုက်ရတာပဲပြန်ပြီးတချို့ကအဲ့လိုခွဲပါဘယ်လိုမျိုးခွဲကြသေးလဲဆိုကာမအာယုံမဂ္ဂုအာယုံနိဗ္ဗာန်အာယုံပြည့်ညက်အာယုံဒီလိုလည်းပြောပါတယ်နော်အစေအတန်အနအရသာဒီလိုအာယုံဒီ6ပါးနဲ့လည်းခွဲတာလည်းရှိပါတယ်အဲ့အလုံးစုံဆိုရင်တော့စိတ်89ပါးစေသိ52ပါးယုံ28ပါးနိဗ္ဗာန်ပြည့်ညက်အဲ့ဒါအလုံးစုံသောအာယုံပါပဲဒီနောက်တစ်ချက်သတိထားစရာကြည့်တာမနောရဝဇန်စိတ်ဒီအလုံးစုံကိုအာယုံပြုသည်ဆိုရ၌ဖျားရှင်တန်တန်၌ဖြစ်ခိုင်မှာအလုံးစုံအာယုံပြုနိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေဖြစ်ခိုင်မှာတော့သူတို့ရဲ့ဆွမ်းအားရှိသလောက်ပဲသိနိုင်ပါမယ်အားလုံးကိုအာယုံပြုနိုင်တဲ့ဆွမ်းအားမရှိပါဘူးဒါပေမဲ့ဓမ္မတဘာဝတွေပြောတာဖြစ်တဲ့အတွက်မြတ်စွာဘုရားရှင်တန်တန်မှာဖြစ်ရင်လည်းသူ့မနောရဝဇန်လိုပဲနာမည်ပေးရပါမယ်အဲ့မနောရဝဇန်နဲ့မာဂရိယဉာဏတံပြုလို့ခေါ်တဲ့တံပြုတဉာဏ်နဲ့အာယုံလှမ်းပြုတဲ့အခါမှာအားလုံးကိုအာယုံပြုနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအားလုံးကိုအာယုံပြုနိုင်တဲ့စိတ်ဆိုတဲ့စိတ်နှုတ်ထည့်ရပါတယ်အဲ့တော့အလုံးစုံအာယုံပြုနိုင်တဲ့စိတ်က6ပါးပါဘာလဲမနောရဝဇံကရိယာမာကရိယာဉာဏတံမြုတ်စိတ်4ပါးကရိယာအဘိညာစိတ်1ပါးအလုံးပေါင်း6ပါးသူတို့ရဲ့အာယုံတွေကတော့စိတ်စေသိယုတ်နိဗ္ဗာန်ပြည့်ညတ်အာယုံ6ပါးလုံးအာယုံပြုနိုင်ပါတယ်ကဲနောက်တစ်ခုသွားပါမယ်ဒီမှာတော့သူမူရင်းပါဠိလာရှိတဲ့အတိုင်းပဲသွားပေးနေပါတယ်နောက်တစ်ခုကပါတယ်အာရုပေတုအရုပဇန်တွေထဲမှာဆိုရင်ဒုတိယစတုဋ္ဌာနိဒုတိယစိတ်နဲ့စတုဋ္ဌစိတ်တွေဟာမဟကရရမဏာနိမဟကုတ်အာယုံပြုတယ်ဒါဆိုရင်မဟကုတ်ကိုအာယုံပြုသောစိတ်မဟကုတ်ကိုအာယုံပြုတဲ့စိတ်မဟကုတ်ဆိုတဲ့ဓမ္မယုံကိုအာယုံပြုတဲ့စိတ်6ပါးဟိုမှာတော့စာရမှာဒုတိယစတုဋ္ဌာနိဆိုပြီးတော့ရေးလိုက်တာပေါ့အဲ့တော့အာရုပေတုဆိုအာရုပစိတ်ကဘယ်လောက်ရှိလဲဆိုအာရုပစိတ်က12ပါးဘာလဲဆိုရင်အာဂတနေသာယတနာစိတ်ဝိညာဉ်နေသာယတနာစိတ်အာဂိစညာယတနာစိတ်နေဝတညာယတနာယတနာစိတ်အမှမှာကုသိုလ်ဝိပက္ခရိယစိတ်3ပါးသိရှိမှာနော်အာဂါက3ခုရှိမယ်ဝိညာဉ်က3ခုရှိမှာအာဂိက3ခုနေဝတညာယတနာ3ခုလို့ရှိမှာဒုတိယနဲ့စတုဋ္ဌဆိုတော့ဘာကိုပြောရလဲဒုတိယစတုဋ္ဌဆိုတာဒုတိယဆိုတာဝိညာဉ်3ခုစတုဋ္ဌဆိုရင်နေဝတညာယတနာစိတ်3ခုအဲ့ဒါဒုတိယစတုဋ္ဌပဲပထမဆုံးအာဂါတနေသာယတနာတော့ဘာကိုအာရုံပြုလဲဆိုကောင်းကင်ပြည့်ညက်ကိုဝိညာဉ်နေသာယတနာကြတော့ဘာအာယုံပြုလဲဆိုတော့ခုနအာကကိုပြန်အာယုံပြုတာခုနအပေါ်ကသူ့ရဲ့ပေါ်အာဂတနေသာယတနာအာယုံပြန်ပြုသွားတယ်အာဂိစညာယတနာဘာအာယုံပြုတာလဲနတ္ထိပေါ်ပညာကိုအာယုံပြုတာမရှိဘူးဆိုရင်နတ္ထိပေါ်အာယုံပြုပညာကြီးပဲနေဝတညာယတနာကြတော့ဘာအာယုံပြုလဲဆိုခုနတတိယရုပ်ပဆိုအာဂိကိုပြန်အာယုံပြုသွားတယ်အပေါ်ကဒါဆိုရင်မဂုတ်လို့ခေါ်တယ်မဂုတ်စိတ်ကိုအာယုံပြုတဲ့စိတ်ဝိညာဉ်နဲ့နေဝနဲ့ဟာသူ့အပေါ်ကစိတ်လေးတွေပေါ့နော်ဒီမှာတော့စာလို့ရှင်းပြတာအပေါ်ကစိတ်လေးတွေအာယုံပြန်ပြုသွားတာဆိုတော့မဂုတ်အာယုံပြုတဲ့စိတ်ပြန်ဖြစ်လာဒါတော့ပဲသူတို့ရေးလိုက်ပါတယ်အဲ့တော့ဝိညာဉ်ကဘာအာရုံပြုမှာလဲအာကာကိုအာရုံပြုမယ်နေဝတညာနာတညာယတနာ3ပါးဘာအာရုံပြုမှာလဲအာကိကိုအာရုံပြုမယ်အဲ့အာကာတွေအာကိနေဆိုတာဘာလဲမဟဂုတ်တွေဒါကြောင့်မဟဂုတ်ကိုအာရုံပြုတဲ့စိတ်မဟဂုတ်ကိုတာနော်တာဆိုတာတခြားအာရုံမပြုဧကံလို့ဆိုလိုပါတယ်ဒါဧကံကိုပြောပါလားအများနဲ့ပဲအာရုံပြုတဲ့ဧကံပေါ့အဲ့တော့မဟဂုတ်ကိုပဲအများနဲ့ဧကံအာရုံပြုတဲ့စိတ်က6ပါးဘာလဲဝိညာဉ်နေသာယတနာစိတ်က3ပါးနေဝတညာယတနာစိတ်က3ပါးဟုတ်လို့ရှိပါတယ်အခါမှာမဟကုတ်ကိုဧကံအာယုံပြုတယ်ဆိုတဲ့နေရာမှာဘယ်လိုပုံစံမျိုးနဲ့ထပ်ခွင့်ပါရှိမှာလဲကုသိုလ်ဝိပက္ခရိယာဆိုပြီး3ခုရှိမယ်ဝိညာဉ်3ပါးကုသိုလ်ဝိပက္ခရိယာ3ပါးရှိတဲ့အခါမှာအတိတ်ဖြစ်တဲ့အာဂါကုသိုလ်ကရိယာစိတ်
နေဝဉာဏတရားယတနာကုသိုလ်ဝိပက္ခရိယာ၃ပါးလည်းအတိတ်ဖြစ်တဲ့အာကိကုသိုလ်အာကိကရိယာစိတ်ကိုအာယုံပြုမယ်ကုသိုလ်နဲ့ဝိပက္ခကုသိုလ်ကိုအာယုံပြုမယ်ဘာလို့ဝိပက္ခဝိပက္ခချင်းချင်းပြန်အာယုံမပြုဘူးနော်ဝိပက္ခဒါအကျိုးပေးတာဖြစ်တဲ့ကြောင့်အတိတ်တုန်းကလှုပ်ခဲ့တဲ့အာယုံပြန်ယူမှာဆိုတော့ကုသိုလ်စိတ်ကိုပြန်အာယုံယူမယ်ကရိယာကြတော့ကုသိုလ်ကရိယာအာယုံပြုမယ်ဒါလေးတွေကတော့ရှုပ်ထွေးနေတဲ့သဘောတော့ရှိပါတယ်ဒီလိုပဲမှတ်ထားလိုက်ပါတချို့လည်းအလွတ်ကျက်ထားတာမျိုးလေအသေးစိတ်တွေကတော့ကမ္မထမ်းပိုင်းတွေပိုင်းညာတွေရောက်လာပို့ရှင်းလာပါလိမ့်မယ်ဒီမှာတော့အသေးစိတ်မပြောတော့ပါဘူးနောက်တစ်ဆက်သွားပါမယ်နောက်တစ်ခုကပါလဲဆိုတော့တေသာနိမဂရစိတ်ဓာနိကျွမ်းတဲ့မဂုတ်စိတ်တွေကတပ်ပါနေပြီးပြဉ္ညတာဓမ္မနာနိပြဉ္ညကိုအာယုံပြုတယ်ကျန်နေတဲ့မဂုတ်စိတ်တွေတဲ့ခုနဒုတိယ3ခုစရုဒ္ဓ3ခု6ခုပြီးသွားပြီကျန်တဲ့မဂုတ်တဲ့မဂုတ်စိတ်ထဲမှာ6ခုပြီးပြီမဂုတ်ကျန်တဲ့မဂုတ်ဆိုတာပါလေ28ပါးရှိတယ်မဂုတ်စိတ်က28ပါးရှိပါတယ်28ပါးမှာ28ပါးဆိုတာရူပနဲ့အရူပကိုပြောတာရူပမဂုတ်စိတ်ဆိုတာရူပအရူပရူပက15ခုရှိပါတယ်အရူပက12ပါးရှိတယ်ပေါင်းလိုက်28ပါးအဲ့မဂုတ်28ပါးမှာ6ပါးပြီးပြီးတော့21ပါးကျန်တယ်အဲ့21ပါးပြဉ္ညအာယုံပြုတယ်တလောက်မှတ်ထားရင်ရပါတယ်ပြဉ္ညကိုအာယုံပြုတယ်21ပါးမဂုတ်ထဲပြဉ္ညကိုပဲအာယုံပြုမယ်ဧကံတာတဲ့စကလုံးပိုင်းဧကံလို့မှတ်ထားလိုက်ပါပြဉ္ညကိုဧကံအာယုံပြုတဲ့စိတ်ဒါဇန်စိတ်တွေပါအပညာတွေးကျင်ရူပဝါစာစိတ်15ပါဟုတ်ပြီနော်ခုနကပြီးခဲ့တာကဘာတွေပြီးခဲ့လဲဝိညာဉ်နဲ့နေဝနဲ့ပဲပြီးခဲ့တယ်ဝိညာဉ်နဲ့နေဝနဲ့ပဲပြီးခဲ့တာဆိုတော့ရူပတွေအလုံးကျန်တယ်အဲ့တော့ရူပစိတ်က15ပါအရူပထဲမှာဒါနှုတ်ကျန်အာကိ3ဒီမှာခါပေါင်းထည့်ပေးရမယ်အဲ့တော့အာကာသနေသာယတနာစိတ်က3ပါအာကိစညာယတနာစိတ်က3ပါအာကာ3အာကိ3အဲ့ဒါနဲ့ရူပဝါစာစိတ်15ပါအပညာတွေကိုကျင်တာရူပစိတ်15ပါပေါင်းလိုက်21ပါရတယ်အဲ့21ပါဘာအာယုံပြုမှာလဲပြဉ္ညတ်ကိုဧကံအာယုံပြုမယ်ပြဉ္ညတ်တွေဘာပြဉ္ညတ်တွေအာယုံပြုမှာလဲဆိုရင်တော့ဒီမှာအာကာဆိုရင်တော့ကောင်းကင်ပြဉ္ညတ်အာကိဆိုရင်တော့နတ္ထိဘောပြဉ္ညတ်တို့ကတော့ရှင်းတယ်ဟိုကရူပစိတ်15ပါကတော့ပြဉ္ညတ်တွေဓမ္မယုံပြဉ္ညတ်ဆိုတာကတိုင်းစတဲ့ပြဉ္ညတ်26ပါရှိတယ်ဒါကတော့ကမ္မထမ်းအားထုတ်တဲ့ကမ္မထမ်းပိုင်းကိုရောက်မှာပဲရှင်းပါလိမ့်မယ်သူတို့ရဲ့အာယုန်တွေပြဉ္ညတ်အာယုန်တွေရှိတယ်ကတိုင်းပထဝီကတိုင်းတို့နီလကတိုင်းတို့ဘာကတိုင်းညာကတိုင်းအဲ့လိုရှိမယ်အာနာပါနနဲ့တက်လဲအာနာပါနတွေပါရှိမယ်အဲ့လိုပြဉ္ညတ်အာယုန်တွေရှိပါတယ်အဲ့ပြဉ္ညတ်တွေအာယုန်ပြုမှဒီဇိုင်းတွေရလာတယ်ဒီဇိုင်းနဲ့တခါအဲ့ဒါကိုဖြန့်ချင်းလိုက်ကောင်းကင်ပြဉ္ညတ်ဖြစ်မယ်အဲ့ဒါနဲ့တခါမရှိတော့ဘူးဆိုတဲ့ပြဉ္ညတ်မျိုးပြန်ပြောင်းမယ်အဲ့ဒါဒီဇိုင်းဇန်တွေရဲ့ဆိုင်ရာတွေဒါဇန်ဆိုင်ရာတွေဖြစ်ပါတယ်ဇန်စိတ်တွေကြီးပါပဲဒါဆိုရင်ဒီမှာ21ပါးပြဉ္ညတ်ကိုဧကံအာယုန်ပြုပါတယ်21ပါးပါတယ်အပညာတွေးခြင်းရူပဝါစာစိတ်15ပါးရဲ့အာကာ3အာကိ3ပေါင်းလိုက်22ပါးအဲ့22ပါးကပြဉ္ညတ်ကိုဧကံအာယုံပြုတယ်ဒီလောက်မှတ်ထားရပါပြီ။ကဲဒီမှာနောက်ဆုံးကျန်တဲ့တစ်ခုသွားလိုက်ပါမယ်။လောကုတ္တရာစိတ်ဓာတ်နိလောကုတ္တရာစိတ်တွေကနိဗ္ဗာန်ရမဏနိနိဗ္ဗာန်ကိုအမြဲတမ်းအာယုံပြုမယ်။လောကုတ္တရာစိတ်ဆိုတာပါလဲမက်စိတ်ဖို့စိတ်လောကုတ္တရာစိတ်က10ပါးရှိတယ်။မက်4ပါးဖို့4ပါးမလေးပါဖို့လေးပါရဲ့အာယုံကအမြဲတမ်းနိဗ္ဗာန်ပါပဲဧကံပါဒါကြောင့်တာဆိုတဲ့စကားလုံးသုံးပါတယ်နိဗ္ဗာန်ဓမ္မယုံကိုသာအာယုံပြုတဲ့စိတ်၈ပါးတဲ့ဧကံနိဗ္ဗာန်အမြဲတမ်းဧကံအာယုံပြုတယ်အဲဒါပါလေလောကုတ္တရာစိတ်၈ပါးအားလုံးသောတရားဓမ္မအပေါင်းယောဂီအပေါင်းတို့သည်ကိုယ်စိတ်နှပြအကျမ်းပါချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝမ်းငြိမ်းအေးကြပါစေတရားထုတရားမြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပတ်သားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ